နေ့တော့ day 28ပေါ့နော်100 day soft cloud ရဲ့ day 28လေးကိုအဲ့ lab လို့ဆောင်သွားမှာဖြစ်ပါတယ်အဲ့တော့ day 28မှာတော့private ECR repository ကို create လုပ်ခိုင်းတယ်ပေါ့နော် elastic container registry ကိုလုပ်ခိုင်းတယ်ဆိုတော့ start ကိုနှိပ်လိုက်ပါမယ်အဲ့တော့ထုံးစံအတိုင်း loading တော့ခဏဆောင်ပြရပါမယ်ရှင်အဲ့တော့သူပေးထားတဲ့ instruction လေးကိုဖတ်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ instruction မှာတော့ ECR repository ကို create လုပ်ခိုင်းတယ်သူပေးထားတဲ့ name တိုင်းပဲပြီးရင်သူက docker file တစ်ဖိုင်ရှိရလို့ပြောတယ်ပေါ့နော်ဘယ်အောက်မှာလဲဆို root p1 app ပေါ့နော် python app တစ်ခုဒီ p1 app ဆိုပြီးတော့ရှိရလို့ပြောတယ်အဲ့တော့AWS client host အောင်ပါတဲ့အဲ့တော့ဒီ current host အောင်ပါအဲ့ဒီ docker file ကိုဘယ်ထက်တင်ခိုင်းတာလဲဆို ECR repository တိုင်းကိုတင်ခိုင်းတာtab က latest ဖြစ်ရမယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့ tab ECR repository တဲကိုpush လုပ်မယ်tab က latest ဖြစ်ရမယ်လို့ပြောတယ်အဲ့တော့ဟုတ်ပြီအဲ့တော့လောလောဆယ်မှာဒီဘက်ကနေပဲတစ်ချက်ဝင်ကြည့်လိုက်မယ်ပေါ့နော်သူရဲ့ current ထဲမှာလို့ပြောတဲ့အတွက်do you select in p1 python app ls နဲ့တစ်ချက်ကြည့်လိုက်မယ်အဲ့တော့ app file လေးတစ် file ရှိရပေါ့နော် app.py ဆိုတဲ့ file လေးတစ် file တော့တွေ့ပြီအဲ့ဒီကောင်ကို ECR repository တဲကိုတင်ရမှာပေါ့နော်တင်ပြီးတဲ့အခါမှာအဲ့ဒီရဲ့နောက်ထပ်ဘာလုပ်ပေးရအောင်လဲဆိုတော့ ECR repository တဲကိုလည်းတင်ပေးရအောင်ပဲအဲ့ဒါ latest ဖြစ်ရမယ်ဆိုတော့ latest tab ဖြစ်ရမယ်ဆိုတော့အဲ့တော့သူ့ရဲ့ဒီ ECR repository ကို create လုပ်ဖို့အတွက်ဒီ link လေးကနေတစ်ဆင့်ဝင်လိုက်ပါမယ် AWS တဲကိုသူပေးထားတဲ့ username password နဲ့ဝင်လိုက်ပါမယ်အဲ့တော့ login ဝင်လိုက်ပါပြီအဲ့တော့ login ဝင်လိုက်ပြီဆိုတော့ညနေ ECR ပဲလိုက်ချလိုက်တယ်မယ် ECR အဲ့တော့ ECR မှာသူက private ECR လို့ပြောတယ်ပေါ့နော်သူမှာ private public ရဲ့ private ရဲ့ရှိတာမှာprivate repository လို့ပြောတဲ့အတွက်အဲ့တော့ဒီ ECR ဘယ်လိုချိန်တွေမှာသုံးတာလဲဆိုတော့ container image တွေကိုတင်တဲ့အခါမှာဒီကောင်ကိုသုံးတယ်ပေါ့နော်အဲ့တော့ဒီမှာဆို repository ဒီမှာတစ်ခုမှမရှိဘူးအဲ့တော့ repository ကိုတစ်ခု create လုပ်လိုက်ပါမယ် name ကdata center ECR လို့ပေးထားတယ်ဆိုတော့ဒီ name လေးတိုင်းယူလိုက်မယ်data center ECR ကျန်တာကတော့ဘာမှမပြောထားဘူးဆိုတော့ဒီတိုင်းပဲထားလိုက်မယ်ပြီးရင် create ကိုနှိပ်လိုက်ပါမယ်အဲ့တော့သူ့ရဲ့ URL ဒီမှာ name လေးတစ်ခုရလာပြီပေါ့နော်လောလောဆယ် image tag ကဘာမှမရှိသေးဘူးပေါ့နော်ခဏနေ upload လုပ်ပြီးတော့မှပဲရလာမှာပေါ့နော်အဲ့တော့ဒီ URL tag name အတွက်ဒီ URL လေးလိုအပ်ရင်တော့ထည့်ပေးရမယ်အဲ့တော့ဒီဘက်က CLI ဘက်ကနေပဲ terminal ဘက်ကနေပဲသွားလိုက်မယ်အဲ့တော့ create လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ခုနကဒီဟာမှာဆိုလို့ရှိရင် public နဲ့ private ရှိရဆိုတော့ချိန်လို့ပြောင်းလို့မလွယ်တဲ့အတွက်ကြိုတင်ပြီးတော့ private လုပ်မှာလား public လုပ်မှာလားဆိုတာသတ်မှတ်ပေးရမယ်အဲ့တော့ CLI ကနေ docker image တွေတင်ဖို့အတွက်ကို docker ကို create လုပ်ပေးရပါမယ်ဒီမှာ docker image ရှိလားဆိုတော့ docker image ကို build လုပ်ပေးရမယ် docker file ကိုသုံးပြီးတော့အဲ့တော့ docker image ကို create လုပ်ပြီးသွားရင်ဒီခုနက ECR repository ကိုpush လုပ်ပေးရမယ်ပေါ့နော်အဲ့ဒီ push လုပ်ပေးတဲ့အခါမှာလည်း image tag က latest ဖြစ်ရမယ်ဆိုတော့ docker image ကိုအရင်ဆုံး create လုပ်လိုက်ပါမယ်
အဲ့တော့ Docker image ကို create လုပ်ဖို့ဆိုလို့ရှိရင်တော့အရင်ဆုံးDocker image တွေရှိလားလို့ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ Docker image ကတော့ repository တရားပဲရှိတယ်ပေါ့နော်အဲ့တော့ဒီ image ကို Docker ထဲကိုတင် create လုပ်ပေးရမယ်ပေါ့အဲ့ဒါဆိုရင် docker docker build -t ခုနက file က current directory မှာပဲဆိုတော့ dot ပဲထားလိုက်မယ် p1 python app တလုံးပုံနေတယ် sorry တလုံးပုံနေတယ်ဆိုတော့ဖြတ်လိုက်ပါမယ် build -t p1 current directory မို့လို့တော့ပေါ့နော်အဲ့တော့ docker image တစ်ခုကို create လုပ်ဖို့အတွက် docker build -t p1 app အဲ့တော့ image file တစ်ခုကို create လုပ်နေပါပြီဟုတ်အဲ့ဒါဆိုရင် create လုပ်ပြီးသွားပြီလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပြန်ဝင်ကြည့်လိုက်မယ်ပေါ့နော် docker image ရဲ့ဆိုလို့ရှိရင်ဆိုရင်တော့ခုနက repository အပြင်p1 app ဆိုတဲ့ဟာလေးပြီးရင်လိုအပ်တဲ့ဒီ python ရဲ့ sling python sling tab တစ်ခုပါထည့်ပေးထားတာတွေ့ရတယ်အဲ့တော့ tab ကလည်း latest တော့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါပြီးသွားရင်သူကဒီ ECR ထဲကိုတင်ပြရမယ်ပေါ့နော် ECR ထဲကိုတင်ပြECR ထဲကိုတင်ပြရမယ်ပေါ့နော် ECR ထဲကိုတင်ပြဖို့ဆိုလို့ရှိရင်တော့သူက ECR ထဲကဒီတိုင်းတင်လို့မရဘူးသူရဲ့သူနဲ့အရင် tab လုပ်ပြီးတော့မှတင်လို့ရမှာပေါ့နော်ရေစိုး tab ထုတ်ပေးပြီးမှတင်လို့ရမှာအဲ့တော့လောလောဆယ်တော့ Docker image တော့ create လုပ်ပြီးသွားပြီECR ကို tab ထုတ်ပေးဖို့အတွက်ဆိုလို့ရှိရင် Docker py app ဒီဟာလေးနဲ့ပေါ့နော် tab နဲ့ ECRဟုတ်ပြီအဲ့ဒါဆိုရင် ECR ထဲကိုတင်ဖို့အတွက် tab တော့လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ tab လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီပေါ်ကို post နဲ့တင်ပေးလိုက်ရုံပဲအဲ့တော့ post နဲ့တင်ဖို့အတွက်ဆိုလို့ရှိရင်ဒီထဲကို login ဝင်ပြီးတော့မှတင်လို့ရမှာပေါ့နော်အဲ့တော့ image လည်း ready ဖြစ်နေပြီDocker image ကလည်း ready ဖြစ်နေပြီ tab ကလည်းလုပ်ပြီးသွားပြီဆိုတော့ post လုပ်ဖို့ပဲကြံတော့တယ်အဲ့တော့ post လုပ်မယ်ဆိုလို့ရှိရင်တော့ECR login တော့ဝင်ပေးရမယ်အဲ့တော့ ECR login ဝင်ဖို့အတွက်ဆိုလို့ရှိရင်ဒီမှာဒီကနေတစ်ချက်ကြည့်လိုက်ပါမယ် ECR login ဝင်ဖို့အတွက်ဆိုလို့ရှိရင်ဒီ command လေးတွေသုံးပေးရမယ်ပေါ့နော် region သုံးပေးရမယ်အဲ့တော့ဒီနားထိကတော့တူတယ်ဆိုတော့ကူးလိုက်ပါမယ်sorry paste လုပ်လိုက်မယ် ECR get login password region မှာregion ကဒီကနေပဲကူးလိုက်ပါမယ် USE ဖြည့်ရပါမယ်အဲ့တော့ USE okay region USE region ရွေးပြီးသွားပြီဆိုလို့ရှိရင် Docker login ဒီမှာ password standby okay
ဟုတ်ပြီ Docker login သူ့ရဲ့ existing username password နဲ့တိုင်းပဲဝင်မယ်password တိုင်း username password တိုင်းပြီးရင်သူ့ရဲ့ URL အဲ့တော့ EC က login ဝင်လိုက်တယ် region က US East အဲ့တော့ login မှာ username သူ့ရဲ့ password တိုင်းပဲခုနက tab နဲ့တိုင်းပဲ login ဝင်ကြည့်လိုက်ပါမယ်okay login ဆက်ဖြစ်သွားပြီ login ဆက်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ခုနက image ကလည်း ready ဖြစ်နေပြီဒီ tab ထဲကိုကလည်း login ဝင်ပြီးသွားပြီဆိုတော့post Docker image ကို post လုပ်လိုက်လို့ရပါပြီအဲ့တော့ post command လေးရိုက်ပါမယ်okay this okay ကောင်းပါနေဆိုတော့တစ်ချက်ချက်လိုက်ပါမယ်message push ဒီကနေပဲကူးလိုက်ပါမယ်အဲ့တော့ ECR ထဲကို push လုပ်လိုက်ပါမယ်အဲ့တော့ default ကလည်း tag က latest ဖြစ်ရမယ်ဆိုတော့ဒီမှာ latest ဖြစ်နေတယ်ပေါ့နော်အခုကတော့ push လုပ်နေတယ်ခဏဆောင်ပေးရမယ်okay အဲ့ဆို push လုပ်လို့လည်းပြီးတော့ပြီပေါ့နော်အဲ့တော့ဟိုဘက်ကနေတစ်ချက်ဝင်ကြည့်လိုက်ပါမယ် push လုပ်သွားတာပြောင်းမြောက်ဆိုတာကိုဒီဘက်ကထဲကနေပြီးတော့ ECR တွေကနေပြီးတော့တစ်ချက်ဝင်ကြည့်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် repository name လေးကိုကြည့်လိုက်မယ်ဒီထဲမှာ latest ဆိုတဲ့ဟာလေးရောက်နေပြီပေါ့နော်အဲ့ဒါဆိုရင်တော့အဆင်ပြေသွားပြီလို့ထင်တယ်ဒီမှာကလည်း latest ဆိုပြီးတော့ default tag က latest ဖြစ်နေတယ်သူပြောထားတဲ့ instruction တိုင်းလိုက်ဟုတ်တယ်အဲ့တော့ဒီ ECR ထဲကိုအဲ့တော့သူပေးထားချက်အရဆိုလို့ရှိရင် docker file လဲdocker file လဲ create လုပ်ပြီးသွားပြီအဲ့ docker file လေးကိုလည်းခုနက ECR ထဲကို ECR ရဲ့သူ့ရဲ့ image tag က latest ဖြစ်နေတဲ့ထဲကိုလည်းbuild လုပ်ထားတဲ့ကောင်ကို push လုပ်ပြီးသွားပြီအဲ့တော့ push လုပ်သွားတဲ့ image ကလည်းဒီမှာတွေ့ပြီဆိုတော့ lab ကတော့အဆင်ပြေသွားပြီလို့ထင်ပါတယ်အဲ့တော့ check လေးကိုနှိပ်ကြည့်လိုက်ပါမယ် confirm လုပ်လိုက်ပါမယ်ဟုတ်အဲ့ဒါဆိုတော့ pass ဖြစ်သွားပြီပေါ့နော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ရှင်YouTube ကိုကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့နောက်နေ့လက်မှာပြန်တွေ့ပါမယ် store လုပ်လိုက်ပါတော့မယ် yes okay ကျေးဇူးတင်ပါတယ်